ရှိမှတက်ရှင်တာပါနော် ဘာသာလေးတော့ပြန်သေးတယ် မိုးတို့ရဲ့အသက်ရှင်မှုကပြိတ္တကြီးရဲ့မိသားစုကိုမန္တလာလေးရဲ့လက်ခုပ်တံပေါ့ဗျာ ဟောဘယ်တော့ လက်ခုပ်ကြီးတဲ့ပြိတ္တကြီးဆက်ရင်မိုးအာဘွားဆက်ရင်မိုးကရင်ခင်ဗျာလက်ခုပ်ကြီးတဲ့ချစ်မမဆက်ရင်မိုးဆိုရင်လက်ခုပ်ကြီးတဲ့ချစ်မမလို့ရှာရမလေးမနာပါအားပေးရတဲ့ချစ်မမလက်ခုပ်ကြီးပါဗျာမအားပေးပါဗျာမလက်ခုပ်ကြီးပါဗျာမအားပေးပါဗျာရှင်လက်တော်လာရင်မဟုတ်ပေမဲ့လားတချို့ကလေကျွန်တော်တောင်းရှိမလဲလို့တဲ့တောင်းရှိလဲရင်အနည်းဆုံး15မိနစ်လောက်တော့ချိန်ပေးရတယ် ပြရတယ် 15မိနစ်ထဲမှာတောင်းရှိလဲနေလို့ကျရင်ချစ်ဆုံးငယ်နဲ့တော့မမြင်ရဘဲနဲ့ထဲထဲမှာနေရတာဘလို့မှမခံစားနိုင်ဘူးအဲ့ဒီအတွက်တောင်းရှိမလဲတာ အဲ့ဒါလည်းပြည်လာမဘူးအဲ့ဒါလည်းညနေတော့ဒီနေ့စားနေဒီနေ့ဆိုရင်နှုတ်ဆက်ရပြည်တယ်ခွဲရတော့မှာပြည်တယ်ခွဲရမှာဒီနေ့တော့ဒီနေ့စားတော့မှာခမင်းထဲမှာစိတ်မရှိဘူးဟိုစိတ်ရောက်တယ်ခင်းထဲကိုစိတ်ရောက်တယ်သတားလေးတွေဟုတ်ပါလေ။အော်ဆိုင်မိုးလေးတောင်းရှင်းမလဲတော့လည်းပြည့်နေပါနဲ့။ဒီညကျွန်တော်တောင်းတော့ခဏလို့ပါ တိတိကဘယ်သူမှမလုပ်ပို့ဆိုတယ် ။ဆိုင်မိုးလေးဆိုင်မိုးလေးဝမ်းနေတာမဟုတ်ဘူး။ဒီနေ့ဆိုလို့ရှိရင်ငါလည်းသမင်းစားနေတယ်။ငါလည်းမျက်ရည်ကျတယ် ဟိုဒီဆက်လို့လား ။ဟုတ်တယ်အဲ့ဒါကျွန်တော်ယူပြီးဆက်လို့ဆိုလို့ပြီးတော့တော့ဘိုက်ကကြီးတယ်။အဲ့ဘက်ကမရှိရဆိုတော့ပါအဲ့ဘက်က အဲ့တော့ကျွန်တော်လည်းနေရကြတယ်ခဏခဏကြည့်လေစားပြီးတော့ အော်